နေ့ကဆိုတော့ IGCSE phases မှာရေးပါတဲ့ခေါင်းစဉ်တစ်ခုဖြစ်တဲ့ pressure အကြောင်းကိုပြောမယ်။အဲ့တော့ဒီမှာ atmospheric pressure ပေါ့။အဲ့တော့ atmospheric pressure ကဘယ်လိုမျိုးအလုပ်လုပ်လဲပေါ့။အဲ့တော့ atmospheric pressure ဆိုတာကဒီလေထဲမှာရှိတဲ့ molecules nitrogen oxygen အဲ့ဒါတွေအကုန်လုံးပေါင်းပြီးတော့ရှိတဲ့particles ရဲ့ pressure ကိုပြောတာ။အဲ့တော့ဒီ atmospheric pressure ကသူ့မှာထူးခြားချက်ရှိတယ်။အဲ့တော့သူက altitude ကိုလိုက်ပြီးတော့ပြောင်းလဲမှုရှိတယ်ဆိုတော့ altitude ကအမြင့်ပိုင်းကိုရောက်တာနဲ့အမျှ pressure ကလည်း lower ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ပြောချင်တာကpressure decrease ဖြစ်သွားတယ်အဲ့တော့ altitude ကအနေပိုင်းကိုရောက်တယ်ဆိုရင်ကျတော့ဒီမှာဆိုရင် radial pressure က higher pressure ဖြစ်သွားတယ်အဲ့တော့ကျွန်တော်ကောက်ချက်ချလို့ရတာက atmospheric pressure decrease with altitude ပေါ့နော် decrease with altitude okay နောက်တစ်ခုကဆိုတော့ဒီနေရာမှာ barometer ဒီ device အကြောင်းကိုပြောပါပါအဲ့တော့ atmospheric pressure ခုနပြောခဲ့